ကဲအာစီတို့မင်္ဂလာပါနော်မျိုးတို့နော်ကျွန်တော်စီဒီနေ့ယမဟာကထုတ်တဲ့မစ်စာနော်စနန်လိုင်းပန်းလေးရောက်ပါတယ်ခင်ဗျာနော်ဒီကောင်လေးတွေကမိုက်အဖက်တန်320ထိပါမယ်ခင်ဗျာနော်ဘလူးတူပါမယ်ဒီအတန်သွင်းတဲ့ဟာလည်းပါမယ်ခင်ဗျာနော်နောက်ပြီးရင်မော်နီတာကြီးနဲ့ချိတ်ဖွင့်တဲ့ဟာလည်းပါမယ်ခင်ဗျာနော်ဟုတ်ကဲ့နော်ဒီလိုတစိမ့်လဲနော်စိတ်ချလက်ချလည်းအသုံးပြုလို့ရမယ်နော်သူ့ရဲ့နောက်ပြီးတော့အသုံးပြုပုံတွေကလည်းမြန်မာဆက်စားအသုံးပြုလို့ရမယ်နော်ဟုတ်ကဲ့နော်အီဂျူတက်ထက်လေးနဲ့ခင်ဗျာနော်ဒီမစ်စာလေးကျွန်တော်ဒီမှာမာယူအားပေးလို့ရပါတယ်ခင်ဗျာနော်ဟုတ်ပြီနောက်ပြီးတော့ကျွန်တော်ဒီမှာ JBN ကထုတ်တဲ့နော်အခုဒီကျိုးမဲ့မိုက်လေးနှလုံးတိုးလေးခင်ဗျာနော်ဒီကောင်လေးလဲကျွန်တော်ဒီမှာမာယူလို့ရပါသေးတယ်ခင်ဗျာနော်ကဲနောက်ပြီးတော့စတုံးကနေထုတ်တယ်စတုံးကုမ္ပဏီကနေထုတ်တယ် 4way crossover ခင်ဗျာနော်ဒီ 4way crossover လေးလည်းမာယူအားပေးလို့ရပါတယ်ခင်ဗျာနော်ဒီကောင်လေးတွေကဒီဘေးအတွက်နောက်ပြီးရင်ဟွန်းအတွက်မေးအတွက်ဟိုက်အတွက်၄လိုင်းခွဲလို့ရတယ်ခင်ဗျာနော်ဒါ၄လိုင်းခွဲဆက်ခင်ဗျာနော်ဟုတ်ပြီနောက်ပြီးတော့အောက်ကဒီ power AC outlet လေးတွေလည်းကျွန်တော်ဒီမှာမာယူအားပေးလို့ရမယ်ခင်ဗျာနော်နောက်ပြီးတော့သူမီးအားမြင်တယ်မလားနော်234ထိတက်တယ်ခင်ဗျာနော်မီးအားကောင်းတယ်ခင်ဗျာနော်ညားရင်လည်းဖျက်ချပေးတယ်နဲတယ်ဆိုလို့ရှိရင်လည်းဖျက်ချပေးရခင်ဗျာနော်လုံးဝစိတ်ဖြစ်အောင်အသုံးပြုလို့ရတယ်ခင်ဗျာနော်ဟုတ်ကဲ့နော်အားလုံးမင်္ဂလာပါခင်ဗျာနော်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ